မင်္ဂလာပါဗျတနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ကျွန်တော်အခု review file လေးက1ရက်နေ့ကနေ9ရက်နေ့ထိတပတ်စာကက်ကလေးကိုပေါ့နော်အလကားလည်းမျှဝေပေးတာဖြစ်ပါတယ်ထိပ်စီး3လုံးခွေ4လုံးခွေကဲပါဘရိတ်ဒါမွေးကနန်းလေး6ကွက်တစ်ကွက်ကောင်းမွေးကနန်းလေးတွေကိုအလကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်ဒီ video file လေးရဲ့အဆုံးမှာလည်းပေါ့နော်ချဲကနန်းလေးတွေဒါလိုအပ်ချက်ရှိတာလေးတွေထပ်မံပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်ဗျဒါကြောင့်မလို့မိတ်ဆွေတို့ကျွန်တော်ဒီ video file လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေတလုံးတို့ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ငကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုပါတယ်ဗျနော်ကဲကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ကနန်းလေးစပြောပေးမယ်ဗီဒီယိုလေးရှေ့မှာလည်းစိုးရိမ်နေကဲပြီးခဲ့တဲ့ဘက်ကတပတ်စာကကတော့မိတ်ဆွေတို့သိတဲ့အတိုင်းပါပဲเนาะပြီးခဲ့တဲ့ဘက်ကကျွန်တော်နေကွန်စာတစ်လုံးနဲ့တော့လုံးမိုင်ပတ်သီးတွေကလည်းထိတင်တော့တောက်ကြနေမှာဆိုရင်ဒါ2ပိုင်း2ပတ်သီးအင်္ဂါနေ့ပါဆို6ပိုင်း6ပတ်သီးလေးတွေအဆင်ပြေကြတယ်မွေးကနန်းလေးတွေလည်းသူ့ဟာနဲ့သူအလုတ်လုတ်တယ်ဒါအဆင်ပြေကြမယ်လို့ထင်တယ်ဗျာเนาะပြီးခဲ့တဲ့ဘက်ကကဲဒီတစ်ပတ်မှာလည်းဒါအဆင်ပြေအောင်တော့ထပ်မံတော့လုပ်ပေးထားတယ်ဒါပေမဲ့ဒီတစ်ပတ်ကကျွန်တော်တို့ဒါ1ရက်နေ့နဲ့3ရက်နေ့ကပိတ်တာဖြစ်တဲ့အတွက်တနင်္လာနေ့ကျွန်တော်ဗုဒ္ဓ2ရက်ပိတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အင်္ဂါကြာသပတေးတောက်ကြဒီ3ရက်ပဲကစားရမယ်ဒီ3ရက်မှာကျွန်တော်ထိထိမိမိရအောင်လုပ်ပေးမယ်เนาะအားလုံးအာမခံပေးခဲ့တယ်เนาะကဲချဲကြီးကနန်းလေးပါမယ်เนาะဒီဗီဒီယိုဖိုင်လေးမှာတခြားမှတ်မနေ့အပေးခဲ့တဲ့ချဲကြီးပြီးနောက်ထပ်ထပ်ရတဲ့အနိကကနန်းလေးတွေအစပေးသွားမှာဖြစ်တယ်เนาะကဲပြန်เนาะအဲထိပ်စီ3လုံးခွေစပြောပေးမယ်ထိပ်စီ3လုံးခွေက3ရက်1နှစ်အပူပါထိပ်စီ3လုံးခွေဖြစ်ပါတယ်ဗျာเนาะကဲဘောက်ပရိတ်ကကျွန်တော်16ပရိတ်ပါကဲဘလူးကနန်းမျိုးတွေတင်ထိုးရမလဲ16ပရိတ်မှာ10 15 60 65ဒီလိုမျိုးကနန်းမျိုးလေးတင်ထိုးပါ16ပရိတ်မှာဆိုရင်เนาะကဲ4လုံးအခွေကတော့9 6 8ဆိုတဲ့အပူပါ4လုံးအခွေလေးဖြစ်ပါတယ်ကဲမွေးကနန်းလေး6ကွက်ကတော့ကျွန်တော်တို့83 84 81 34 31 41ဒါလေးတွေရှိတယ်ပေါ့နော်မွေးကနန်းလေး6ကွက်ပါ84ရက်နဲ့34ရတော့ဒါ2ကွက်ကောင်းမွေးကနန်းလေးပေါ့နော်ပတ်စင်ပတ်တိုင်းတင်ပေးတဲ့ဒါကျွန်တော်ရဲ့ဒါတပတ်စာကက်ကလေးဖြစ်ပါတယ်ဗျာနော်ကဲတပတ်စာကက်ကလေးကိုကျွန်တော်ဒုတိယအကြိမ်ဒါပြန်ပြောပေးမယ်ဗျထက်စီ3လုံးခွေရတော့3ည1နှစ်အပူပါထိပ်စီး3လုံးခွေဖြစ်ပါတယ်ကဲဘောက်ပရိတ်က16ပရိတ်ဖြစ်ပါတယ်10 15 60 65ဆိုတဲ့ကနန်းလေး၄ခွက်ကိုတင်ထိုးပေးပါ၄လုံးအခွေရတော့9 6 8ဆိုတဲ့အပူပါ၄လုံးအခွေဖြစ်ပါတယ်ငွေကနန်းလေး6ခွက်က83 84 81 34 31 41ဆိုတဲ့ကနန်းလေး6ခွက်ပါ84နဲ့34ရဓာတ်ခွက်ကောင်းမွေးကနန်းလေးတွေဖြစ်ပါတယ်เนาะကဲအားလုံးပဲဒီ video file လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ထုံးစံတိုင်းပြောနေတယ်အချက်ကလေး3ချက်နဲ့ကျွန်တော်ဒီ video file လေးကိုကူညီခဲ့ဖို့ကျွန်တော်အတူတယောက်ချင်းစီကိုတောင်းဆိုပါတယ်ဗျာနော်ကဲကြိုက်နှစ်သက်တဲ့သူတွေများများ share သွားဗျာနော်ကဲ share ကနန်းလေးဒါအနိကရတဲ့ကနန်းလေးပြောပေးသွားမယ်ဒါမတင်မရလိုက်ဘူးမပေါက်လိုက်ဘူးပြောမှဆိုလို့အသေးချာမှတ်ပါ4 1ခွန်4 1 9 5 1 9 3 1 4ကဲဒီကနန်းလေး၄ကွက်ပါ3 1 4ကို4 1 3လို့လဲထိုးလို့ရရနော်ဒါတခြားမှတ်ကနန်းလေး၄ကွက်ထဲ4 1ခွန်4 1 9 5 1 9 4 1 3 3 1 4ပေါ့နော်4 1 3နဲ့3 1 4ဒီကနန်းလေး၄ကွက်ဖြစ်ပါတယ်ဗျာနော်ကဲဒါလေးတွေကပြောပြီးသွားပါကျွန်တော်တို့ဒါပြီးခဲ့တဲ့ဘက်ကခွန်3လည်းဒီဘက်ပြန်ရင်တော့ကြိုက်တယ်ဒါပေမဲ့မကြိုက်လည်းမထိုးနဲ့ခွန်3 1တို့ခွန်3 4တို့အဲ့လိုမျိုးကနန်းတွေရှိတယ်ခွန်3 6တို့ဖြစ်မလားတော့မသိဘူးဗျာပြီးခဲ့တဲ့ဘက်ကတော့3 8ခွန်ထွက်ထားတဲ့အတွက်ခွန်3ကြီးကတွဲထားပြီးသွားပြီလေဒီဘက်ဖြစ်မလားတော့မဖြစ်မလားတော့မသိဘူးတခြားမှတ်လိုက်ခွန်3 1တို့ခွန်3 4တို့ခွန်3 6တို့အဲ့ကနန်းမျိုးတွေတော့ရှိသေးတယ်ဗျာနော်တိတ်တော့မကြိုက်ဘူးဗျာနော်ဒါပေမဲ့အရန်အနေနဲ့စောအောင်ထွက်သွားခဲ့ရင်ဒါတမျိုးဖြစ်အောင်ပေါ့နော်ပြောလို့တော့မရဘူးကနန်းဆိုတာကကျွန်တော်ကလည်းပြောကနန်းလေးတော့နည်းနည်းများတယ်ဒါပေမဲ့ဟိုရှိရဗီဒီယိုဖိုင်မှာတော့ကျွန်တော်တင်ပြီးသွားပြီနော်ဒါမနေ့ကဗီဒီယိုဖိုင်မှာတင်ပြီးသွားပြီချက်ကနေတက်ကွက်ကောင်းနေရစပြောပြီးသွားပြီဒါကအနိကရတာလေးထပ်မံပြောပြပေးသွားတာကြိုက်တဲ့သူစော့တဲ့အောင်များများစော့အဲ့ဒါ3 1 4လို့ကနန်းမျိုးဆိုရင်4 1 3လဲကြိုက်တယ်3 1 4လဲကြိုက်တယ်အဲ့လိုမျိုးလေးအားထိုးပေါ့နော်ဒါလေးအနိကရလေးထပ်မံပြောပြပေးသွားတာဖြစ်ပါတယ်ကဲဒီဗီဒီယိုဖိုင်လေးကိုဒါကြည့်နေတဲ့ဒုတိယချင်းစီတိုင်းဒီဗီဒီယိုဖိုင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share follow လေးနဲ့လုပ်ခဲ့ဒုတိယချင်းစီပေါ့နော်အဲ့ဒါကြိုက်နှစ်သက်တဲ့လူတွေက share သွားအဆင်ပြေတဲ့သူ comment မဲ့ဒါ follow လုပ်နိုင်တဲ့သူတွေ follow လုပ်ခဲ့ဒါကျွန်တော်တို့ဒါတနင်္လာနေ့ညမှာလဲပေါ့နော်အင်္ဂါနေ့အတွက်နေကုန်းစား1ချင်းနေနဲ့ဒါဓာတ်ကွက်ကောင်းနေတင်ပေးသွားအောင်ပါတပတ်စာကက်ကတော့ဒါတင်ပေးပြီးသွားပြီနော်အားလုံးပဲကဲဒီဗီဒီယိုဖိုင်လေးမှာဒါကူးတင်တာလေးကူးအတူယူတင်တာလေးယူပြီးတော့ဒါကိုအဆင်ပြေသလိုကစားပါ3ရက်ပဲဖွင့်တာနော်အင်္ဂါကြာတာပရိတောက်ရက်ဒီ3ရက်တည်းဖွင့်တော့ဒီ3ရက်မှာလည်းအကောင်းဆုံးနေဖြစ်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးနေဒီဗီဒီယိုဖိုင်လေးကိုအဆုံးသတ်ပါတယ်အားလုံးကိုချက်ပါတယ်ဗျမနေ့ဖန်မှာလည်းကျွန်တော်အတူတူရင်ခုန်မယ်နော်ချဲယူအားလုံးကိုချစ်တယ်နော်ဘိုင်ဘိုင်ပါ